ရုရှားကိုလေးလေးစားစားဆက်ဆံရင်နောက်ထပ်စစ်ပွဲတွေမရှိတော့ဘူးလို့ပူတင်ပြောလိုက်ပါတယ်။အနောက်နိုင်ငံတွေအနေနဲ့ရုရှားအပေါ်လေးလေးစားစားဆက်ဆံမယ်ဆိုရင်နောက်ထပ်စစ်ပွဲတွေထပ်မရှိတော့ဘူးလို့ရုရှားသမ္မတပူတင်ကပြောပါတယ်။ရုရှားကဥရောပနိုင်ငံတွေကိုတိုက်ခိုက်ဖို့ကြံစည်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုလည်းသူကပယ်ချသွားခဲ့ပါတယ်။၄ နာရီခွဲနီးပါးကြာအောင်ရုပ်သံကနေထုတ်လွှင့်ခဲ့တဲ့အစီအစဉ်မှာ BBC ရုရှား editor ရဲ့အမည်ကိုပူတင်ကပြန်ဖြေခဲ့တာပါ။စစ်စင်ရေးတွေထပ်မရှိလာဖို့အကျိုးစီးပွားတွေကိုအပြန်အလှန်လေးစားဖို့လိုတယ်လို့သူကထပ်ပြောပါတယ်။ဒီလအစောပိုင်းတုန်းကရုရှားအနေနဲ့ဥရောပနဲ့စစ်ဖြစ်ဖို့အစီအစဉ်မရှိဘူးလို့ပူတင်ကပြောခဲ့ပြီးမြဲဥရောပဘက်ကစစ်ဖြစ်ခြင်းတဲ့ဆိုရင်တော့တိုက်ဖို့အဆင်သင့်မယ်လို့ပူတင်ကပြောခဲ့ပါတယ်။ Direct Line လို့ခေါ်တဲ့နိုင်နဲ့ချီကြာတဲ့အမီးအဖြေအစီအစဉ်ကိုမော်စကိုကခမ်းမတစ်ခုမှကျင်းပခဲ့တာပါ။ရုရှားနိုင်ငံရဲ့မြေပုံကြီးတစ်ခုကိုနောက်ခံထားပြီးပူတင်ကဖြေကြားခဲ့တာပါ။အဲ့ဒီမြေပုံထဲမှာ2014တုန်းကသိမ်းယူခဲ့တဲ့ခရိုင်းမီးယားအပါအဝင်ကျူးကျော်သိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေကိုပါရုရှားနယ်မြေအဖြစ်ထည့်သွင်းဖော်ပြထားပါတယ်။ရုရှားနိုင်ငံလုံးကသတင်းတောက်တွေနဲ့အများပြည်သူတွေရဲ့မေးခွန်းတွေကိုပေါင်းပြီးဖြေကြားပေးခဲ့တာဖြစ်ပြီးရုရှားအစိုးရပိုင်ရုပ်သံလိုင်းရဲ့ပြောကြားချက်အရဆိုရင်တော့မေးခွန်းပေါင်း3 သန်းကျော်တောင်ပေးပို့ထားကြတယ်လို့ဆိုပါတယ်။မနေ့ကပဲဥရောပသမဂ္ဂကယူကရိန်းကိုယူရိုဘီလီယံ90ထပ်ချေးခဲ့ပါတယ်